အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့အခုလက်ရှိ Busan National University မှာMechanical Engineering Major နဲ့ Second Year Second Semester တက်ရောက်နေတဲ့ကျော်သောထွန်းလို့ခေါ်ပါတယ်ကဲအခုကတော့ကျွန်တော်တို့ Busan National University ရဲ့ main gate မှာရောက်နေရပဲဖြစ်ပါတယ်ကျွန်တော်တို့ကျောင်းရဲ့ပြင်မှာပေါက်ကနေဝင်ပြီးတော့ဘယ်ချမ်းမှာကျွန်တော်တို့ Busan Campus ကမြေပုံကိုကတ်ထားပေးရပဲဖြစ်ပါတယ်ဒီနေ့မှာတော့ကျွန်တော်နဲ့အတူကျွန်တော်တို့ Mechanical Engineering Department ကိုတွားရောက်လေ့လာမှာပဲဖြစ်ပါတယ်ကဲအခုဆိုရင်ကျွန်တော်တို့ဌာနကိုမတွားခင်မှာကျောင်းနဲ့ပတ်သက်ပြီးအနေနဲ့မိတ်ဆက်ပေးရမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကျောင်းက campus က3ခုရှိပါတယ် Busan Campus, Median Campus, Yansan Campus ဆိုပြီးရှိပါတယ်ကျွန်တော်အခုတက်ရောက်နေတာတော့ Busan Campus ဖြစ်ပြီးတော့ကျောင်းကကျယ်ပြီးတော့လှတဲ့နေရာတွေလည်းများပါတယ်ကျွန်တော်တို့ကျောင်းထဲမှာပြေးတဲ့ဘတ်စကားရှိပြီးတော့ကျောင်းစာဆောင်အဲ့ဘတ်စကားနဲ့တွားလို့ရတဲ့အပြင်ကိုstation T ကိုကျွန်တော်တို့အိုက်ကားစီးပြီးတွားလို့ရပါတယ်ခင်ဗျာပြီးရင်ကျောင်းကကျယ်တဲ့အတွက်ကြောင့်ကျွန်တော်တို့နေရာတော်များများမှာလည်းစကူတာတွေထားပေးထားတယ်ပေါ့အခုလက်ရှိတော့ကျွန်တော်နဲ့အတူဌာနကိုလိုက်သွားကြည့်ကြမယ်ပေါ့နော်အခုဆိုရင်တော့ကဲဌာနကိုရောက်နေပြီပဲဖြစ်ပါတယ်ကျွန်တော်တို့ဌာနမှာဆိုလို့ရှိရင်အလွာကတော့17လွာတိရှိပြီးတော့ကျွန်တော်များသောအားဖြင့် undergraduate နဲ့ဆိုင်တဲ့အလွာတွေကတော့1လွာကနေ4လွာအထိပဲဖြစ်ပါတယ်ကျွန်တော်တို့မြေရောက်လွာဖြစ်တဲ့ B1 မှာဆိုရင်စာကြည့်လို့ရတဲ့ space ရှိမယ်ပွဲခန်းသားတွေရှိလို့ရှိရင်ကျင်းပတဲ့ space တစ်ခုရှိရယ်ကျွန်တော်တို့အဆောင်ဝင်ပေါက်ကနေပြီးတော့1လွာဝင်နေမယ်ဆိုလို့ရှိရင်အခုလိုပဲမြင်တွေ့ရမှာဖြစ်ပါတယ်ကျွန်တော်တို့ဌာနမှာကျွန်တော်အကြိုက်ဆုံးနေရာကတော့အခုမြင်တွေ့နေရတဲ့ V space လို့ခေါ်တဲ့နေရာပဲဖြစ်ပါတယ်။အဲဒီနေရာဘေးမှာတော့ကျွန်တော်တို့ international ကျောင်းသားတွေအတွက်international welcome center ဆိုပြီးတခုရုံးခန်းတခုရှိပါတယ်။အဲဒီဆရာကလည်းသဘောရမ်းကောင်းပါတယ်။ကျွန်တော် V space ကိုဘာလို့သဘောကျလဲဆိုလို့ရှိရင်အထဲမှာကျွန်တော်တို့စာကြည့်လို့ရတဲ့နေရာရှိရယ် 3D printer ရှိတဲ့အပြင်တကယ်လို့ကိုကညောင်းညလာလို့ရှိရင်အဲဒီအနှိပ်ခုံမှာသွားပြီးတော့အနှိပ်ခံလို့လည်းရပါတယ်။အဲ့ဒါတွေပြောကျွန်တော်ကျောင်းသားတွေအဆင်ပြေအောင်ဆိုပြီးတော့အဝိရှော်ဆက်တို့ပြီးရင် Templar series set ပြီးအဝိချိတ်တွေအစုံထားရှိပေးထားဖြစ်ပါတယ်အဲ့ဒါတွေပြင်ကိုကျောင်းသားတွေဆရာတွေ 3D printer ကိုသုံးပြီးတော့ပြုလုပ်ထားတဲ့သုံးဆောင်ပစ္စည်းတွေကိုလည်းပြသပေးထားဖြစ်ပါတယ်ကဲကျွန်တော်နှလောတက်ကြည့်လိုက်မယ်ဆိုလို့ရှိရင်တော့အခမ်းအနားတွေရှိတဲ့နေရာမှာကျွန်တော်တို့သုံးတဲ့ state စင်ကြီးတခုရှိရပေါ့ကျွန်တော်တို့ကျောင်းသားတွေ session 3-4ခုပေါင်းပြီးသင်တဲ့အခါမှာလည်းသုံးတယ်ပြီးတော့ကျောင်းသားတွေအတွက်နားနေလို့ရ space တခုလည်းရှိပါတယ်သုံးလို့ကတော့ကျွန်တော်တို့ဌာနကျောင်းသားတွေအများဆုံးလာတဲ့နေရာဖြစ်ပြီးတော့အဲ့ညမှာဆိုလို့ရှိရင်ကျွန်တော်တို့စာကြည့်ခန်းရှိရနားလို့ရတယ်ကျောင်းသားတွေအများစုသဘောကျတဲ့နေရာပဲဖြစ်ပါတယ်အခုဆိုရင်တော့ကျောင်းသားတွေပြဿနာတစ်ခုတက်တာပဲဖြစ်ဖြစ်ဆွေးနွေးစရာရှိတာပဲဖြစ်ဖြစ်တော့ရမယ်ကျွန်တော်တို့ရဲ့၄လောက်မှာရှိရဲ့undergraduate အတွက်ရုံးခန်းကိုလိုက်လံပြသပေးသွားမှာပဲဖြစ်ပါတယ်ကျွန်တော်တို့ရုံးခန်းရဲ့ notice ပုံမှာဆိုလို့ရှိရင်ကျောင်းသားတွေသိရမယ့် information တွေဌာန facility တွေကတ်ထားပေးပါတယ်အခုမြင်နေရတဲ့နေရာကတော့ရုံးခန်းဆရာဆရာမတွေပြီးတော့ကျောင်းသူကျောင်းသားတွေအတွက်နားနေလို့ရတဲ့ space တစ်ခုပဲဖြစ်ပါတယ်ကျွန်တော်အလော်တိုင်းကိုကြည့်မယ်ဆိုလို့ရှိရင်ကျောင်းသားကျောင်းသူတွေနားနေလို့ရတဲ့နေရာတွေကိုလုပ်ပေးထားတာကိုတွေ့ရမှာဖြစ်ပါတယ်ကဲအခုဆိုရင်တော့ကျွန်တော်နဲ့အတူဌာနရုံးခန်းရဲ့အရှိကိုသွားရောက်လေ့လာမှာပဲဖြစ်ပါတယ်ဌာနအရှိမှာဆိုလို့ရှိရင်ကျွန်တော်တို့mechanical major နဲ့ပတ်သက်တဲ့လက်ကမ်းစာဆောင်တွေစာအုပ်အတူလေးတွေပြီးလို့ရှိရင်ကျွန်တော်ကျောင်းသားတွေဖောင်းတခုခုလိုလာလို့ရှိရင်ရှောက်ရတဲ့ဖောင်းတွေထားပေးထားပဲဖြစ်ပါတယ်ကဲအခုဆိုရင်ကျွန်တော်လိုက်ပြပေးသွားတဲ့နေရာတွေကလွင်ကျန်တဲ့အခန်းတွေကတော့အားလုံးသိတဲ့အတိုင်းစာသင်ခန်းတွေပဲဖြစ်ပါတယ်စာသင်ခန်းတွေကတော့တစ်ခုနဲ့တစ်ခုကွဲပြားလေးနေရှိမဲ့နောက်မှာကျွန်တော်စာသင်ရတဲ့အနေအထားလေးကိုပြသွားပြီးမှာပဲဖြစ်ပါတယ်
ဒါဆိုရင်တော့ဒီနေ့မှာကျွန်တော်နဲ့အတူကျွန်တော်တို့ဌာနကိုလိုက်လံကြည့်ရှုပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ပြီးတော့ကျွန်တော်တို့ Mechanical Engineering ကအခုလက်ရှိ Busan National University မှာဆိုလို့ရှိရင်နာမည်ကြီးဆုံး major တွေတစ်ခုဖြစ်တဲ့အပြင်ကို ranking အနေနဲ့ဆိုလို့ရှိရင် Korea local မှာ7ပြီးတော့ global မှာဆိုရင်200အနေနဲ့250ကျရှိပါတယ်အဲ့တော့ကျွန်တော်အနေနဲ့ကြံပေးရမယ်ဆိုလို့ရှိရင်သင်္ချာ physics ပြီး mechanics drawing အဲ့လိုမျိုးစိတ်ဝင်စားတဲ့လူတွေရှိမှဆိုလို့ရှိရင်ကျွန်တော်တို့ major ကိုလာခဲ့ဖို့ဖိတ်ခေါ်ချင်ပါတယ်ကဲအားလုံးအဆုံးထိကြည့်ပေးတဲ့အတွက်ကျေးဇူးများတင်ပါတယ်ခင်ဗျာ